ကျောင်းသားတွေအကုန်အစင်းသိဖြစ်ပြီလား စင်သေးပါပြီစုံပါပြီ ကျောင်းသားတွေအကုန်ဆုံးပါပြီ အေးမင်းတို့ဂရုစိုက်ကြနော်စာဆိုတာအမတန်အရေးကြီးတာ ဟုတ်ကဲ့ပါဆရာတီ ဆရာကြီးမင်းမယူကြည့်ရမှာ ဆရာကြီး 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 ဂရုစိုက်စမ်းမှာ ဟုတ်ကဲ့ နောက်ပြီးတော့စာကြက်ချင်းမင်းတို့စာကိုကြက်နော်ဂရုစိုက်မင်းတို့နောက်မဆိုးတဲ့နာလေးရှောက်မဆိုးနဲ့မင်းတို့ဗာလဲအမဆရာကြီးကိုများခုနေငါကြားလိုက်ပါတယ်ဗာလဲဆရာကြီးတဘာကြီးအမဆိုင်ကယ်စီမစည်းတတ်တော့ချော်လဲဆရာကြီးဂွေးဥပြဲတွေဗာရှောက်နော် တူ မဆိုးပါဘူးအဲ့ဒါမျိုးတွေ ဆိုကဲလို့ ဆရာကြီးတဘာကြီးဆမ်မဆိုင်ကယ်စီမစည်းတတ်ချော်လဲဂွေးဥနှလုံးပြဲမဆိုးပါဘူးနော် ဆို အဲ့ဒါတွေမဆိုးနဲ့မကောင်းဘူးမင်းတို့သဘောပေါက်လား ဟုတ်ကဲ့ သူဆက်ပြမယ်နော်မိဘတွေမှာမင်းတို့ပူလိုက်ရတာစာအုပ်ဖို့ဟင်ကြောင်စီပေါ်ပင်ခဲတာမနေ့မိုးရင်အော်မျက်နှာအသေးကြီးမှုချို့အဝတ်စားလဲအေးဝင်ခါတော့လွယ်စာအုပ်မိဘတွေမှာမင်းတို့မွေးရတာမိဘတွေမှာဘယ်လောက်ဒူးရပြစက်တယ်ဆိုတာမင်းတို့နားလဲလား ဆရာမနေရဝင်းရေးဆက် ဝင်းရဆက်တယ် ပါပိတ်ရတယ်မကြော်မတွင်းနဲ့ဒူးကအရင်စက်တာနားလဲနင်းတို့နားလဲလားဟမ်အော်စာကြည့်မစားဘူးစူးစားဟမ်တစ်နှစ်နဲ့တစ်နှစ်ကုန်ကြစီကမိဘတွေမှာတွက်ကြည့်စမ်းပူနေရတာဟင်မင်းတို့အမေဆိုရင်လမ်းအောင်မသွားနိုင်ပူရတာ ဘာဘူးလို့လဲ ဩ ဘာလို့လမ်းမသွားနိုင်လဲ တောကတွေပူနေတာတောကတွေဗျာပါဒတွေဆွဲနေတာနားလေလားသဘောပေါက်လားနော်ကဲတခြားကြီးဘောကြီး ဘာမှလဲဆရာ ဘာလဲ ဘယ် ဆရာကြီးဘောကွယ်နေတယ် ပြောပါအဲ့လိုဖယ်ပေးလို့ပြောပါပေါ့ ဟုတ်ကဲ့ ပြထားတာမြင်လားဟမ် မြင်တော့မြင်တာဘာမှမသိ ဘာမှမသိသေးဘူးလားအဲ့ဒါပြမယ်ရှင်ဒါကိုအသာထား ဟုတ်ကဲ့ ဒါကိုမကြည့်နဲ့လည်းနဲ့တေချာပြမယ် ကြည့်တာတော့ဘာကျွန်တော်မျက်မှန်လေးခဏငားပါ ဩ ကလေးဆိုတော့မျက်စိမှုံတော့ ခလေးကမျက်စိမုံရမလား ခဏမျက်စိဘဝမလား အဲ့ဒါဂယုဆိုင်တေချာကြီးဆရာပြမယ်တေချာကြီးကျောင်းသားလေးမောင်တိန်ညော ဆရာဟည ဒါဘာတုံ အဲ့ဒါလက်ညိုး ဟုတ်တယ်ငါသားလေးတော်တယ်လက်ညို ဟုတ်ကဲ့ဟုတ်ပြီဟိုဘက်ကမောင်အောဒါဘာတုံ အဲ့ဒါလက်မ လက်မ လက်မ ဘယ်နဲ့လက်မတုံဟုတ်ပြီအဲလက်မ လက်မ နဲ့လက်ညို ဟုတ်ကဲ့ အဲ့နှစ်ခုကိုဟိုက်လို့ပူးလိုက်ရင် လက်ဘူး နင်းအမေလက်ဘူးဟာမလား လက်ချင်းဘူးလား တေချာကြီးသမားဒါဘာတုံ လက်ညိုး ဒါဘာတုံ လက်မ အဲ့နှစ်ခုဟိုက်လို့ဆက်လိုက်ရင် ဟဲလက်ဆက် မဟုတ်သေးဘူးကွာမင်းတို့သဘောကွာတလို့ကွာမင်းတို့အိမ်မှာအိမ်ပြန်သွားလို့ရှိရင်မိသားစုတွေအားလုံးသမင်းတွေစားကြတယ် စားတယ် သမင်းစားပြီးသွားရင်ဘာဖြစ်တယ်လဲ ကျွန်တော်အိတ်ချင်တယ်ဆရာ ဘယ်နဲ့အိမ်ချင်းရမှာတော့ သမင်း သမင်း စား စားပြီး ထမင်းစားပြီးရင်ဘိုက်ပြေတာ ဘယ်ရတာဝါ